မင်္ဂလာပါရှင်ဒီနေ့တောက်ကြရမယ်လက်ဖက်ရည်ကတော့မဟုတ်ပါဘူးဒီနေ့နားဆင်ကြရမယ်သတင်းကတော့တပိတ်တာကိုကောက်ကြီးတို့တပိတ်ရှုံးလို့ပတ်ရန်တပိတ်ရှုံးလို့ Opinionistic Society ကိုတရားစွဲဆိုနေခုဆိုတာပွဲတဲ့တွင်ရန်ပွဲများဖြစ်ပွားမှုပဲဖြစ်ပါတယ်ရှင်ကောက်ကပြိုင်ပွဲအတွင်းမှာဆိုလို့ရှိရင်တစ်ဖက်ပြိုင်ဘက်အသင်းကို personal attack လုပ်လို့အနိုင်မပေးရခြင်းဖြစ်တယ်ဆိုပြီးတော့လေ Opinionistic Society ဘက်ကလည်းပြောကြားထားပါတယ်တကယ်လေ personal attack လုပ်တာပဲမဟုတ်ဘူးလား international ပွဲဆိုပြီးတော့ကလေးတွေနဲ့ပြိုင်နေပွဲတီးတီးလေးကိုမတော်ဆနိုင်တာ over confident နေဖြစ်နေလိုက်တာဟဲ့မပေးရသေးဘူးကိုကောက်အခု Opinionistic Society ကိုတရားစွဲရတဲ့အကြောင်းရင်းလေးအသေးစိတ်ပြပြနိုင်မလားရှင်ဟာနောင်လာနောင်သားလေးတွေနော်ကျွန်တော်တို့ထက်မြက်တဲ့နောင်လာနောင်သားလေးတွေနောက်တစ်ခါတည်းမှာအခုလိုဘက်လိုက်တဲ့ပြဿနာတွေမကြုံရအောင်လို့အရန်ကိုမှဘက်လိုက်ချင်နေတဲ့ဒေါ်တန်နာတို့ဦးတို့ကိုကျွန်တော်ကနေပြီးတော့အခုကြိုတင်ကာကွယ်တဲ့အနေနဲ့တရားစွဲလိုက်တာပေါ့ဗျကျွန်တော်ဆိုလို့ရှိရင် international တဲ့ပြည်တာဗျာသိတာကျွန်တော်ပြောသွားတဲ့ speech ဆိုကျွတ်စင်ဘာပြနာစားမအောင်ရှိတစ်ဖက်လူကြီးမင်းပြောသွားတဲ့အချက်တွေဟာတိတ်ခဲကိုရဲချင်းစရာကြီးတွေဖြစ်နေပါတယ်အခုလိုတုံးအားတဲ့ arguments တွေကိုတင်နေတဲ့တစ်ဖက်ကညီလေးအတွက်တကယ်ကိုမှစိတ်မကောင်းဖြစ်မိပါတယ်ဗျာပြပြိုင်ဘက်ကလည်းကိုကောက်က opponent ကို personal attack လုပ်ခဲ့ရလို့ပြောပါတယ်ကျမသိရတဲ့လောက်တော့တစ်ဖက်ကိုထိခိုက်စေတဲ့စကားလုံးတွေပါလာပြီးဆိုရင် speech ဘလောက်ကအမှတ်မပေးဘူးလားလို့လေဟာဘာလုံးဗျခင်ဗျအင်တာဗျူးနေတာလားဆွဆွဲနေရလားမဟုတ်ရပါဘူးရှင်ကျမကဒီတိုင်းပြောပြတာပါဒီမှာပြောပြအောင်ခင်ဗျတပိတ်ဘယ်နှပွဲပြိုင်ဘူးလဲပြောတူတော်ကိုသာပြောတာပဲဘာပါစင်နဲ့ထက်လဲဟုတ်ကဲ့ငါပဲပြန်မှုပါတယ်ကိုကောက်ကလည်းရွေချက်ရှိနေပြောအောင်မဟုတ်မှသိပါတယ်ရှင်ဒါပေမဲ့ဒီဘိတ်မှာပြောရင်အားပါပြီးမတော်တဆသတိမမှုပဲပြောလိုက်တဲ့စကားလုံးတွေကတစ်ဖက်ကိုထိခိုက်စေရမျိုး attack လုပ်တာမျိုးပဲရောက်သွားရင်တေချာပေါက်အနိုင်ပေးလို့မရတော့ပါဘူးသူတာကိုတာပြောတာဒီဘိတ်မဟုတ်ပါဘူးစကားရည်လူရတာဒီဘိတ်ဆိုတာက idea ချင်းပြိုင်တာပါသူနဲ့ကိုနဲ့ပြိုင်တာမဟုတ်ပါဘူးအဲ့ဒါကြောင့် attack လုပ်တဲ့စကားလုံးတွေမပြောသင့်ပါဘူးကိုကောက်ကအဲ့လောက်စရာကြာနေလို့ရှိရင်လည်းတရားရုံးမှာတွေ့တာပေါ့ကွာခမရဟိုဘာတရားဆွဲပဲဘာမှကျွန်တော်ပြေးနေရပြီဗျို့တို့တွေအာကြီးမတို့ရက်ကွက်ကဆက်လက်ပြီးတော့နောက်ပိုင်းရရှိထားတဲ့သတင်းလေးကတော့ဟိုဘက်ရက်ကွက်မှာတပိတ်ပြိုင်နေပွဲဖြစ်သွားတယ်လို့ကြားထားရပါတယ်တို့တွေရဲ့ CCTV ပေါက်စသတင်းထောင်လေးကပေးပို့လာတဲ့ record လေးကိုတစ်ချက်ကြည့်လိုက်ကြအောင်အမလေးပြကျွန်တော်ပြေးနေရပြီဗျို့ဟာဟိုမဖွင့်တာကြောမင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ကျွန်တော်တို့ဟိုဘက်ရက်ကောက်ကချစ်သူများနေအထိမ်းအမှတ်ဒီဘိတ်တိုင်ပွဲကျင်းပနေရကိုလာချောင်းရိုက်လာရောက်သတင်းယူနေတာပဲဖြစ်ပါတယ်ဟဲ့အောင်ခုနလေးရမှာကောင်းမလေးနဲ့ပြက်လာပါလေဆိုကွာကျွတ်မလုပ်ချင်တော့ဘူးလို့မင်းကလည်းကွာဘာမှလည်းမဆိုင် professional နဲ့ personal ကိုခွဲဟာအဆိုအသင်းနေနဲ့အစင်သင့်ဖြစ်ပြီဆိုလို့ရှိရင်စတင်အဆိုပြုနိုင်ပါပြီရှင်လေးစားရပါတော့ဦးတော်ကိုမမတို့ရှင် jealousy တဝင်းတိုရဲဆိုတာဟာ healthy ဖြစ်ပြီး control ရှိရဲ့စိတ်ခံစားချက်ဖော်ပြမှုပဲဖြစ်ပါရဲ့ရှင်တဘာဝအတိုင်းဖြစ်တဲ့ဂရုစိုက်မှုတွေ့တာမှုဆုံးရမှာကြောက်တဲ့စိတ်စတာတွေကိုတုံ့ပြန်ချက်ပဲဖြစ်ပါတယ်ကျမတို့တစုံတယောက်ကိုနက်နက်ရှိုင်းတန်ဖိုးထားတဲ့အခါဆုံးရှုံးမှုကိုကြောက်လာကြပါတယ်ဒါကြောင့်မဲတဝင်းတိုချင်းဟာဒီ relationship ရဲ့အရေးပါမှုကိုဖော်ပြနေပါတယ် logic ကြကြည့်မယ်ဆိုရင်ချစ်ချင်းမြတ်တာဟာစိတ်ခံစားချက်ပိုင်းဆိုင်ရာယဉ်ကျေးမြုပ်နှံမှုပဲဖြစ်ပါတယ်ဒီကနေတစ်စင်းဒီလို bound တွေကိုဆုံးရမှာကိုစိုးထိတ်လာကြရပေါ့ဒါကြောင့်ကျမတို့ကိုအချစ်ကလေးများအဖွဲ့ကနေတဝင်းတူချင်းဟာချစ်ချင်းမြတ်တာရဲ့ပြရုပ်တစ်ခုဖြစ်တယ်ဆိုတာကိုရေးရေးကြီးထောက်ခံလိုက်ပါတယ်咱们姑姑可以管多问多月耍七路八数。哈，我也是爱路表给阿呗，闹到了偏要呗。哎，后面给小离库就可以买呢。不可能，生病啦。ငါရုပ်လည်းမေးပြုံးနေကွာတူရင်တူရဲ့ပြဿနာနဲ့ပြက်လာပါတယ်ဆိုဘလို့တော့ပြတယ်လာငင်းခိုင်းနေတာတော့လို့audience တွေအနေနဲ့ငင်းတက်လေးနေပေးဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်ရှင်ချစ်ခင်လေးသားရပါတော့ရက်ကော့သူရက်ကော့သားများရှင်ကျမတို့အပြိုကြီးတို့ကိုတော့ဖွဲ့ကမမများကတော့တစ်ဖက်ကလေးတွေပြောသွားတဲ့တဝင်းတိုချင်းဟာချစ်ချင်းမြတ်တာရဲ့ပြပုတ်ဖြစ်တယ်ဆိုတာဟာဟန်ရေးပြခြင်းဖြစ်ပြီးတော့မယုံကြည်ခြင်းစိတ်မချခြင်းတွေရဲ့ရလက်ဖြစ်တယ်ဆိုတာကိုပဲတင်ပြချင်ပါတယ်ရှင်ဒီအပြိုကြီးကဘာချစ်ချောင်းနေတိလို့လာအားချောင်းနေတာတော့ဟာ POI ပါတောင်ကြီးဘင်းနဲ့ audience ဘက်က blue eye ထောက်အောင်နေအောင်ဟာ
အဲ့လိုစီသားကြောင့်လေလို့အပြူကြီးမမတွေဖြစ်နေတာလားဆိုတော့သိပြရစေ What the fluff ဟုတ်ပါကွာတို့ဒီမိတ်လုံနေကြတာလားအလံရောင်ခွဲနေကြတာလား ဟဲ့ရင်တို့မဖြစ်ဘူး အာအမေကပါโอเคညီကုန်းချောရမယ်ဆိုရင်တော့ဖြင့်ဒုံများဒီပိတ်ပွဲကျင်းပကြတဲ့အခါဒီလိုပယုတ်ကြတဲ့ဟိုဘက်ရက်ကွက်လိုမဖြစ်စေဖို့ခန်းစားချက်ကိုဦးစားမပေးဘဲ professional ဆန်ဆန်စီစနစ်တကျနဲ့စီကန်းရှိရှိပါဝင်ကြပါရှင် audience တွေအနေနဲ့လည်းရှင်ပြိုင်သူတွေကိုအနောက်ရှက်ဖြစ်စေမဲ့အမူအရာပြုမှုတွေကိုပြိုင်ပွဲစဉ်တွင်မလုပ်ကြမိဖို့တတိချက်စီကြပါတယ်နောက်တစ်ဖန်တာဝန်ရှိသူပွဲစီစဉ်သူတွေအနေနဲ့လည်းဒီလိုဖြစ်ရများဖြစ်လာခဲ့သည်ရှိသောရုံးရင်းစံခံမဖြစ်စေရေးကြိုတင်ပြင်ဆင်မှုများပြင်ဆင်ထားကြဖို့တိုက်တွန်းရင်ဒီနေ့သတင်းစီစဉ်လေးကိုရနာလိုက်ရပါတယ်နောက်ရက်တွေမှာပဲလက်ဖက်ရည်ဆက်တောက်ကြတာပေါ့ရှင်ဟီဟီအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ comment section မှာဟိုဘက်ရက်ကွက်ကပွဲကဘာဆက်ဖြစ်လဲသိချင်နေကြရဲဆိုလို့ကျွန်တော်တို့ရက်ကွက် CCTV ပေါက်စားကမဟုတ်ပါဘူးသတင်းတောက်ကအားလုံးလည်းဘူးတူတာရသွားအောင် part 2လေးစီစဉ်ဆက်တင်ပြလိုက်ပါတယ်အမလေးပြကျွန်တော်ပြေးနေရပြီဗျို့ စင်ပြေးလာတော့ကလေး ဟုတ်ကဲ့ ကဲဒီလူတွေတော့ကျုပ်စုရင်ဖြစ်စုရော့ရှိတော့မယ်တပိတ်ရဲ့စီကန်းချက်တွေကိုကျုပ်လောက်ပြောတာဖြစ်ကျုပ်ပဲရှိပါရဲ့ဘယ်နဲ့လို့ဒီလူတွေဘရုတ်ကြနေရတော့ကဲကိုကနန်းကရော judge တယောက်အနေနဲ့စောင့်ထိုင်ရမှာရှိပါရဲ့နဲ့လက်ပါချေပါတွေဖြစ်ရရဲဆိုတာဖြစ်သိရဲ့လားကျုပ်တို့တွေမျက်မျက်တတနဲ့ထိန်းညှိပေးရမှာမဟုတ်ဘူးလားဟိုဆရာသမားဖက်စီရောဘယ်ပြောင်းနေတော့ ဟိုအဲ့ဒါကြတော့ကျွန်တော်လည်းမမများတွေ့လို့မအေးစီးလေးဆက်ပြုံးနေထင်လို့တွဲဖြစ်သွားမယ်ဆိုတာမထင်လိုက်လို့တွိုင်းရွယ်လေးခဏသွားမိသွားတာပါရှင်သူလည်းအဲ့ဒါသူကောင်မလေးစိတ်ကောက်တာလို့အဲ့ဒါပြေးချို့နေရလို့ပါတဲ့ဟီ ဟာကောင်းရောကွာ audience တွေကလည်းပြိုင်ပွဲမစရင်ကလေးကကြို request ထားတဲ့ပွဲစဉ်တစ်လျှောက်စီကန်းတကြားနဲ့အနောက်ရှက်မဖြစ်အောင်ကြားနာရမယ်ဆိုတော့ချိုးဖောက်ကြတယ်ရုပ်တိမရှိတဲ့လေးစားမှုမရှိတဲ့ personal attack တွေနဲ့တိုက်ခိုက်ကြတယ်ဟောထိန်းညှိပေးမယ် facility တွေကလည်းတာဝန်ယူမှုတာဝန်ခံမှုမလေးစားကြပြန် judge ကလည်း judge အပြုမှုတိုင်းမနေပြန်ဘူးကွယ်ကဲအခုတော့ကျုပ်တို့ရဲ့ပွဲစဉ်ကိုပြန်သုံးသပ်ကြည့်ကြပါဦးချစ်ချင်းမြတ်တာကြီးပြည်နေပါရဲဆိုရဲဒီလိုချစ်သူများနေကြီးမယ်ဘယ်နာမင်္ဂလာရှိကြတော့မျိုးကဲရှိပါစေတော့ခုတော့စီကန်းချက်အတိုင်းပဲ Orient ကအစ judge အစုံ fine ကြီးသွားဆောင်ကြပြီးတော့တို့များမွန်လွဲချိန်ကြလို့ရှိရင်ပွဲစဉ်တစ်ခေါက်ထပ်ကျင်းပကြတာပေါ့ဒီခေါက်တော့စီစဉ်တဲ့ကြရှင်ပြိုင်ကြည့်ကြဖို့မြင့်တာရက်ခံပါရဲ့ကဲနေ့လေကြပြန်တွေးကြတာပေါ့ဗျာ ကိုဝါစားရဟောက်သွားလိုက်တာဗျာ လောက်ပုံလဲကြည်အောင်လေဟာ possession ကြီးမှာအာမနာ ဟုတ်ပါတယ်ကျွန်တော်မှားပါတယ်နောက်တစ်ခါကျ personal နဲ့ professional ခွဲထားပါမယ်ဗျာ okay ပါ ကဲဟိုဘက်ရက်ကွက်ရဲ့ကြရက်လေးကတော့ဒါပါပဲဗျာအမျိုးတို့ထင်မဲ့ဒီဘေး event season စရာရှိတာမျိုးတွေကြုံလာတဲ့အခါဆိုရင်လေဒီလိုအမားမျိုးလေးတွေမလုံးမိအောင်မဖြစ်ရအောင်မှတ်သားကြလိမ့်မယ်လို့ပြောလိမ့်ပါတယ်ကဲအားလုံးပဲနောက်လက်ဖက်ဝိုင်းတွေမှာပြန်ဆောင်ကြတာပေါ့